ဝန်ထမ်းတွေရဲ့ရောင်းအားကသတ်မှတ်ချက်မပြည့်တာကြောင့်တထေးဖြစ်သူရဲ့ရက်စက်စွာနှိပ်စက်မှုကိုခံနေရပါတယ်။လျှက်စစ်တုံးနဲ့ပါတို့ပြီးတော့တရိုက်ထဲရိုက်နေတာပါပိုဆိုးတာကသူ့ကိုအပိုပစ္စည်းတွေအဖြစ်ထုတ်ပစ်ဖို့လုပ်နေတာပါရောင်းအားအကောင်းဆုံးရွှေအားကသူ့ကိုမပို့ဖို့တထေးကိုဒူးထောက်တောင်းပန်ပါတယ်သူမရထားတဲ့စုကြီးတွေအားလုံးကိုပေးပါမယ်လို့ကတိပေးပေမဲ့တထေးကပိုရုံမာတဲ့တောင်းဆိုမှုတစ်ခုလုပ်ခဲ့ပါတယ်ဒါကတော့ဝန်ထမ်းတွေအားလုံးရှိမှရွှေအားကိုအဆက်ခွဲဖို့ပါပဲအဲ့ဒီနောက်သူမရဲ့အင်ဂျီကျယ်သီးတွေကိုဖြုတ်ဖို့လုပ်နေတဲ့အချိန်မှာရုတ်တရက်အပြင်ဘက်မှာစူညံသွားပြီးလူတွေလွင့်ထွက်လာပါတယ်ကျဲကောကဒေါသအပြည့်နဲ့အထဲကိုရှောက်ဝင်လာခဲ့တာပါသူကဓာတ်ပုံထုတ်ပြပြီးသူသမီးဘက်မှလဲလို့တိုက်ရိုက်မိလိုက်ပါတယ်တထေးကတော့လာတဲ့သူကိုမကြည်တာနဲ့လုံခြုံရေးတွေကိုနှိမ်ခိုင်းလိုက်ပါတယ်အဲ့ဒီနောက်လူမိုက်တွေကတုတ်တွေနဲ့ဝိုင်းတိုက်ကြတော့တာပဲဒါပေမဲ့တိုက်ရိုက်ခိုက်ရီအလွန်ကောင်းတဲ့ကျဲကောကိုသူတို့ပရှင်နိုင်ပါမလဲခဏလေးတွင်းမှာပဲလူမိုက်တွေအားလုံးအလဲထိုးခံလိုက်ရပါတယ်တထေးကတော့ကနန်းပေါင်းဆက်နဲ့အပြက်စီးဖို့တွေရော်ပေးဖို့ပဲပြောနေတော့ကျဲကောကတော့သူသမီးသတင်းကိုပဲတထေးစီကတီးကျင်နေတာပါနှစ်ဖက်စလုံးညှိမရတာနဲ့ပြန်တိုက်ကြပြန်ပါပြီကျဲကောကတစ်ချက်ကန်လိုက်တာနဲ့လုံခြုံရေးတယောက်လဲသွားပါတယ်အခြေအနေမကောင်းတာမြင်တဲ့တထေးကဘောပင်တစ်ချောင်းနဲ့ခိုးတိုက်ဖို့ပြင်ပါတယ်သူတို့၃ယောက်တိုက်နေတော့မှပဲတထေးကကျဲကောရဲ့ခါးနောက်ကိုဘောပင်နဲ့ခိုးထိုးလိုက်ပါတယ်ဖမ်းဆွဲထားပေမဲ့ကြောဘက်မှာတော့တစ်ချက်ထိသွားပါတယ်ကျဲကောကလုံခြုံရေးရဲ့ကိုယ်တဲ့ကိုသုံးပြီးပြအန်ကာလိုက်တဲ့အတွက်အဲ့ဒီလုံခြုံရေးကတော့သူတို့နှစ်ယောက်ကြားမှာတနက်စာမိသွားရှာပါတယ်ကျဲကောရဲ့တိုက်ခွက်တွေကရိုးရှင်းပေမဲ့တီးကြလာပါတယ်တစ်ချက်သေးနဲ့တေးစီလောက်တဲ့အထိအစွမ်းထက်ပါတယ်ဒါပေမဲ့တထေးရဲ့လျှက်စစ်တုပ်ကလည်းတာမန်တော့မဟုတ်ပါဘူးသူ့ရဲ့ခါးနောက်ကိုတစ်ချိန်လုံးလျှက်စစ်နဲ့တိုးနေတာပါကျဲကောကပြန်လှည့်ပြီးလက်သီးနဲ့တစ်ချက်ထိုးလိုက်တော့တထေးရဲ့မျက်မှန်လွင့်ထွက်သွားပါတယ်လျှက်စစ်တုပ်ကင်ထားပေမဲ့ကျဲကောကိုတော့မရှင်းနိုင်ပါဘူးနရွက်ကိုဆွဲပြီးခြေထောက်နဲ့တစ်ချက်ကန်လွတ်လိုက်ပါတယ်ပြီးတော့သူ့သမီးဘယ်မှာလဲဆိုတာကိုအတင်းစစ်မေးတော့တာပါဒီတစ်ခါတော့ကျဲကောတကယ်ဒေါသထွက်သွားပါပြီသူ့ရဲ့ကလေးစာတွေပျက်စီးသွားအောင်လက်သီးနဲ့ထိုးသလိုခြေထောက်ရိုးတွေကျိုးသွားအောင်အထိပြန်ပစ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီတထေးကပန်းအိုးထဲမှာတနက်တလက်ဖွက်ထားခဲ့ပါတယ်ကံကောင်းလို့ကျဲကောအချိန်မီရှောင်နိုင်လိုက်ပါတယ်တထေးကတနက်နဲ့ရှောက်တင်နေတော့ကျဲကောကကွန်ပျူတာတစ်လုံးနဲ့ပြစ်ပေါက်ပြီးသူ့ခြေထောက်ကိုထိအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်ဒူးနဲ့ပါထပ်တိုက်လိုက်သေးတယ်လို့လျှက်စစ်တုံးနဲ့တထေးကိုပြန်နှိပ်စက်ပြလိုက်ပါတယ်ဝန်ထမ်းတွေအားလုံးကသူ့ကိုတက်ပစ်ဖို့အော်ဟစ်နေကြပေမဲ့ကျဲကောကမတက်ပဲဒီတိုင်းလှည့်ထွက်သွားပါတယ်တထေးကမြေပြင်ပေါ်မှာတနက်ကိုလှမ်းယူဖို့ကြိုးစားနေတော့စောစောကအဆက်ခွဲခံရတဲ့ရွှေအားကတနက်ကိုအရင်ကောက်လိုက်ပါတယ်ပြီးတော့တစ်ချက်သေးနဲ့ပဲအဲ့ဒီရုံမာတဲ့တထေးကိုတက်ပစ်လိုက်ပါတယ်ဝန်ထမ်းတွေစီကနေသတင်းရတာကတမိဖြစ်သူကရောင်းအားမပြေလို့ညအပန်းဖြေကလပ်ကိုအပို့ခံလိုက်ရပြီးတဲ့ဒါကြောင့်ကျဲကောကညဘက်မှာအဲ့ဒီကလပ်ကိုခိုးဝင်သွားပါတယ်အဲ့ဒီနေရာရဲ့တာဝန်ခံကစပင်ရွှေရောင်နဲ့အမျိုးသမီးတစ်ယောက်ပါသူမကပြဿနာလာရှာတဲ့သူတွေကိုအရန်ရက်ဆက်ပါတယ်ဘီယာပလင်းနဲ့ရိုက်တယ်လို့မိန်းကလေးတွေကိုလည်းဆေးဝါးတွေနဲ့ထိန်းချုပ်ထားတာပါစကားနားမထောင်ရင်တော့ပိုပြင်းထန်တဲ့အပြစ်ပေးမှုတွေလုပ်ပါတယ်သူမကကောင်မလေးတစ်ယောက်ကိုဆေးထိုးတော့မဲ့အချိန်မှာကျဲကောရောက်လာပါတယ်သူ့သမီးကိုလာရှာတာမှန်းသိတော့စပင်ရွှေရောင်မကလူမိုက်တွေခေါ်လိုက်ပါတယ်ဒါပေမဲ့လူမိုက်နှစ်ယောက်လုံးကခဏလေးတွင်းမှာပဲအလဲထိုးခံလိုက်ရပါတယ်အဲ့ဒီနောက်မှာတော့ကျဲကောနဲ့အဲ့ဒီအမျိုးသမီးတို့တိုက်ပွဲဆကြပါပြီ